ဤတစ်ပင်ကြီးသည်စတန်ငယ်စဉ်ကတည်းကပင်သူနှင့်အတူရှိနေခဲ့ခြင်းဖြစ်သည်စတန်တဖြည်းဖြည်းကြီးပြင်းလာသည်ကိုလည်းဤတစ်ပင်ကစောင့်ကြည့်ပေးခဲ့သည်စတန်နိုင်ကျင့်ခံရသည့်အခါတိုင်းလည်းတစ်ပင်ကြီးကသူ့ကိုကာကွယ်ရန်မမရက်တည်ပေးခဲ့သည်စတန်သည်ငယ်ဘဝတွင်သူ့ကိုစောင့်ရှောက်မိဖခင်မရှိခဲ့ပေစတန်ကြီးပြင်းလာအောင်ဖော်ဆောင်ပေးခဲ့သည်မှာလည်းဤတစ်ပင်ကြီးပင်ဖြစ်သည်သို့တော်တနေ့တွင်မူဤမြေခွက်ကိုအစိုးရကသိမ်းယူခဲ့သည်မင်းတို့ကဤနေရာတွင်အားကစားရုံတစ်ခုဆောက်လုပ်ချင်ကြသည်စတန်သည်တစ်ပင်ဖေထရီဒါနှင့်အတူတေးတူရှင်မတူတိုက်ပွဲဝင်ရန်ဆုံးဖြတ်လိုက်သည်ကံကောင်းသည်မှာစောက်လုပ်ရေးအဖွဲ့တွင်ဘတ်ဂျက်အများကြီးမရှိပေစတန်အနေဖြင့်ခုနှစ်ရက်မြအချိန်ဆွဲထားနိုင်ရင်တစ်ပင်ဖေကိုကဲတင်ရန်အတွက်တစ်ခုလုံးသောစီမံကိန်းကြီးကိုဖျက်သိမ်းရမည်ဖြစ်သည်စတန်သည်အခြားသူများမြည်တို့ခံစားရမည်ကိုဂရုမစိုက်ခဲ့ပေရာသီဥတုမြင့်မြပင်ကြမ်းတမ်းပါစေသူသည်မလျှော့သောဆွဲဖြင့်ဆက်လက်တောင်းခံခဲ့သည်သူ၏တကိုယ်လုံးလည်း၆တွေ့ပင်ပန်းနေခဲ့ပြီဖြစ်သည်နတ်မင်းကြီးများပင်စိတ်လှုပ်ရှားထိခိုက်သွားပြီးကောင်းကင်ယံမှမိုးများသေးထန်စွာရွာသွန်းချပေးခဲ့သည်ထိုအခါမှသာသူသည်ဆက်လက်တောင်းခံနိုင်ခဲ့သည်နောက်ဆုံးတွင်တော့နောက်ဆုံးနေ့သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်စတန်အနေဖြင့်နေဝင်ချိန်ထိဆက်လက်တောင်းခံနိုင်လျင်စောက်လုပ်ရေးအဖွဲ့သည်လုပ်ငန်းများကိုရန်နာတော်မူဖြစ်သည်သို့သောဤအချိန်တွင်သူသည်တရေဆိုးတစ်ခုကိုကြားသိခဲ့ရသည်သူ၏သားဖြစ်သူသည်သူကိုယ်တိုင်ဘယ်တော့မှအရက်ရှိလာတော့မည်မဟုတ်ဟုတွေးတော့ကခွဲစိတ်ကူတာမှုခံယူရန်တရားမဝင်လိုင်စင်မဲ့ဆရာဝန်တဦးထံတွားရောက်ခဲ့သည်သူဖခင်ဖြစ်သူသည်လည်းသူ့ကိုတခါမျှဂရုမစိုက်ခဲ့ဘူးပေယခုခါတွင်မူသူသည်အချိန်မနှောင်းမီသားဖြစ်သူကိုတွားရောက်ကယ်တင်ရန်အပြေးလွှားသွားရတော့မည်ဖြစ်သည်သို့သောယခုထွက်ခွာသွားမည်ဆိုပါကတစ်ပင်ကြီးသည်ခုတ်လဲခံရပေတော့မည်